close till I get up. Time is barely. အားလုံးမင်္ဂလာပါဒီနေ့က data ribbon အကြောင်းကျွန်တော် share လုပ်ပြီးပါပါစပြီးတော့get data from file ဆိုတော့ဒီမှာ Excel workbook ရှိမယ်ဒီမှာ XML file ရှိမယ် text file ရှိမယ်ဒီတစ်ခုကိုကျွန်တော်ဆက်ပြလိုက် from text CSV ပေါ့နော် from text CSV အဲ့ဒီကနေပြီးတော့ကျွန်တော်ဒီမှာ file တစ်ခုတိစောက်ထားတယ် document တွေက please share input ပေါ့ input ဆိုရင်အဲ့မှာပေါ်လာမယ်ပေါ်လာလို့ရှိက column please on transform data ဒီမှာပေါ်လာနော် transform data please like and read then share my page ပေါ့အဲ့လိုပေါ်လာဒါ text ပေါ်လာ column something ပြင်လို့လည်းရနော်ပြီးတော့ please like and read and share my page တိုင်းပြီးတော့ text file တစ်ခုကို notepad ပေါ့ notepad ကိုလှမ်းပြီးတော့ကျွန်တော်လှမ်းပြီးတော့ဒီမှာလာပေါ်လာ please like and read then share my page thanks a lot ဒါ text file ခြေရောက်ပါkeep apply ကျွန်တော်ရေးထားတဲ့စာပေါ့ please like and read then share my page thanks a lot ကျွန်တော်ဟိုဘက်ကနှမ်းချေတယ် notepad မှာရေးထားတဲ့စာတန်းလေး column 2 column 3ကြောင်းချလို့ရှိရင်တော့ editor fatal ပြောင်းသွားဒီမှာဆိုလည်းအများကြီး web ဆိုရင်တော့ internet ချိန်ထားလဲဆိုရင် web ကနေယူပြီးတော့စာတွေလမ်းပြီးတော့ဒီထဲကို input လုပ်လို့ရတယ်နော်ဒီမှာ sort ကကျွန်တော်ပထမသင်ခန်းစာမှာ home မှာလာပြီးကျွန်တော်သင်ခဲ့ပြီးပါပြီ home မှာသင်ခဲ့ပြီးပါပြီဆိုတော့ filter လည်းသင်ခဲ့ပြီးပါပြီ advanced သင်ခဲ့ပြီးတော့ဆိုတော့ကျွန်တော်ရေးချင်းရဲ့ဟာလေးကိုချက်တင်လို့နော်ချက်ရောက်ရဲ slots ရောက်ပါ sheet 1နဲ့မှာ this line with 10 star share base တော့ဒီဘက်ရောက်လာနော် sheet တစ်ခုလည်းရောက်လာဒီမဲ့from text ဒီကကျတော့ဒါအားလုံး select ပြီးပြီးတော့ group ကြောင်းတည်တယ်group ခွဲလိုက် rows ကို group ခွဲလိုက် rows ဆိုဒီမှာ group ခွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာ minus လေးထည့်လိုက်လို့ရှိရင်ဒီမှာplus လေးထည့်လိုက်လို့ရှိရင်ပေါ်လာမယ်and group လို့ရှိရင်ပြန်ပြီး select ပြီး and group ဖြစ်သွားနော်နောက်တစ်ခုက subtotal
subtotal နဲ့အဲ့မှာကျွန်တော်ကဒီမှာ total time ကို select ပေးလိုက်မယ်အဲ့ total time မှာ sum ဒီမှာအများကြီးရှိတယ် sum count average max average maximum minimum product sum ကိုပဲကျွန်တော် sum ပြလိုက်เนาะ sum ပြလိုက်မယ်ဆိုရင်ဒီဟာလေးကို okay လေးနဲ့ရော okay အဲ့ဒီမှာသူကစောစောရဲ့ total လာပြတယ်စောစောရဲ့ total တစ်ခု total တစ်ခုရေးပြ total ပဲကျွန်တော်မှတ်ထည့်ခဲ့အောင် total တစ်ခုရေးပြတယ် review ရဲ့ total ပြတယ် channel ရဲ့ total ပြတယ် google total ပြတယ် google ရဲ့ total ပြတယ်အဲ့လိုမျိုးနဲ့ maximum တို့ average တို့ရှာလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာအများကြီးရှိတယ်ဟုတ်ကူလုပ်ကြည့်ရဒီမှာcount average max minimum product အောက်မှာလည်းအများကြီးရှိသေးတယ်တော့အဲ့ဆက်ကြည့်ရတယ်ဒီထဲမှာဒီလောက်ပဲဒီ easy ဟာတွေရှိပါဘူးဒီလောက်ပဲရှိရဆိုတော့ပြန်ပြီးတော့ဒီဟာ subtotal မဖြုတ်လိုက်ပြီးရှင်းမို့လိုက်ပြီးပြသွားမယ်နော်ကျေးဇူးတင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ခွင့်ရပါ